ကားဘက်ထရီတစ်လုံးတည်းနဲ့အင်ကား TV ကိုဖွင့်ကြည့်လို့ရရင်ဘယ်လောက်ကောင်းမလဲဗျာဒါမို့ဆိုလာပြကြတဲ့သွင်းရင်ဒီကိုအိမ်လုံးပစ္စည်းတွေမှာဘယ်လိုသုံးမလဲအဲ့လိုလုံးနိုင်မှုဒီကကြတဲ့ DC ကို AC ပြောင်းပေးတဲ့ inverter circuit တစ်ခုရဲ့လိုဝက်ချက်ကြီးကိုဒီနေ့အထူးအဖေးရှားကြည့်ကြရအောင်ဟုတ်ပြီဒီပုံကိုကြည့်လိုက်ရင်တော့ဝါယာကြိုးတွေတင်ကေတရဲ့နဲ့တော်တော်ရှုပ်နေတယ်လို့ထင်စရာပဲနော်ဒါပေမဲ့လေဒီရှုပ်ထွေးမှုရဲ့နောက်ကွယ်မှာဘက်ထရီကလာတဲ့တင်းငင်းတဲ့စွမ်းအင်လေးကိုအင်္ဂါမီလုံးတစ်လုံးလင်းထင်ထွားအောင်လုပ်ပေးနိုင်တဲ့အစွမ်းတတ်တဲ့ပြောင်းလဲမှုချီတစ်ခုရှိနေပါတယ်အဲ့ဒီပြောင်းလဲမှုကိုဘယ်လိုလုပ်တယ်လဲဆိုတာတစ်ချက်ကြည့်လိုက်ကြရအောင်ဆိုတော့ဒီမော်ပညာလို့ဖြစ်စဉ်ကြီးကတကယ်တမ်းမှာဘယ်လိုအလုံးလုံးနေတာလဲဒီ circuit တွေကအစိပ်ပိုင်းတစ်ခုချင်းစီကဘယ်လိုများပူပေါင်းပြီးတော့ DC စွမ်းအင်ကိုအိမ်သုံး AC စွမ်းအင်ဖြစ်ပြောင်းလဲပေးလိုက်တာလဲကဲအစင်လေးလေးလာကြည့်ကြရအောင်ကောင်းပြီဒီ circuit ရဲ့အလုံးလုံးပုံကိုနားလည်လည်အောင်အပိုင်း၅ပိုင်းခွဲပြီးကြည့်သွားပါမယ်ပထမဆုံးလက်စစ်မျိုးစားနှစ်ခုပါကွာလဲဆိုတာကိုနားလည်အောင်လုပ်မယ်ပြီးလက်စီချောင်းကိုဘယ်လိုလာတာပြောင်းမလဲဗိုးအကိုဘယ်လိုမြင့်တင်မလဲတခြားကူညီပေးတဲ့အစိပ်ပိုင်းတွေကပါတယ်လေနောက်ဆုံးမှလို့အလုံးကိုပေါင်းပြီးခြုံငုံသုံးသက်သွားမှာဖြစ်ပါတယ်ဒီပြောင်းလဲမှုကဘာလို့လိုအပ်တာလဲဆိုတာကိုနားလည်ဖို့လေကျွန်တော်တို့ကဘာမှာအသုံးများတဲ့လက်စစ်စွမ်းရင်ပုံစံနှစ်ခုဖြစ်တဲ့ DC နဲ့ AC ချောင်းကိုအရင်ဆုံးသိဖို့လိုပါတယ်သူတို့ကနာမည်သာဆက်နာတကယ်တမ်းမှအလို့လို့ပုံကလုံးဝကိုမတူပါဘူးDC ဆိုတာကိုလေတလမ်းမောင်းလမ်းမကြီးတစ်ခုလိုမြင်ုံကြည့်လိုက်ပါကားတွေကရှေ့ကိုပဲတဲ့တဲ့သွားတယ်နောက်ပြန်မဆုတ်ဘူးဂျာကဘက်ထရီတွေရဲ့သဘောတဘာဝပေါ့ AC ကြတော့အလယ်မှာလမ်းလက်ကျွေးမရှိတဲ့လမ်းမကြီးတစ်ခုလိုပဲကားတွေကရှေ့ရောနောက်ရောသွားလာနေကြတယ်အင်္ဂါပလပေါက်တွေကကြည့်လိုမျိုးပဲဆလောတလမ်းမောင်းကလလာတဲ့ကားကိုနငမောင်းလမ်းပေါ်တင်ပေးဖို့ဆိုရင်ဂျားထမှာစနစ်တစ်ခုလိုလာပြီပေါ့အဲ့တော့တလန်းသွား DC ကိုလက်လန်းသွား AC ပုံစံဖြစ်အောင်ဘယ်လိုလုပ်မလဲအဖြေကတော့အလွန်မြန်တဲ့လမ်းကြောင်းထိန်းတွေကိုတုံးပြီးလက်စီးကြောင်းရဲ့လာရာကိုတစ်ဖက်ပြီးတစ်ဖက်အဆက်မပြတ်ပြောင်းပေးဖို့ပါပဲဒီအဆင့်ကို switching လို့ခေါ်ပါတယ်ဒီလုပ်ငန်းစဉ်ရဲ့အဓိကဇက်ဆောင်တွေကတော့ဒီမှာမြင်နေရတဲ့ Q10 နဲ့ Q13 ဆိုတဲ့ MOSFET လေးလုံးပါပဲသူတို့ကိုလူတယောက်ရဲ့လက်ထက်အစမ်းပေါင်းများစွာပုံမြန်တဲ့အလိုအလျောက်မိခလုတ်လေးတွေလိုပဲမြင်အောင်ကြည့်လိုက်ပါ MOSFET ဆိုတာကတကယ်တော့အလွန်မြန်တဲ့ electronic clock တစ်မျိုးပါပဲလူမျက်စိတမိတ်အတွင်းမှာအကျဉ်ထောင်ပေါင်းများစွာအဖွင့်အပိတ်လုပ်နိုင်ပြီးသူ့ကိုထိန်းချုပ်တာကလက်နဲ့မဟုတ်ပဲတင်းငယ်တဲ့ electric signal လေးတစ်ခုနဲ့ပါသူတို့အလုံးလုံးပုံကတကယ်ကိုပြပြဆုံတဲ့အကွက်တက်တစ်ခွက်တစ်ခုလိုပါပဲပထမအကွက်မှာ Q10 နဲ့ Q13 ကတပြိုင်နဲ့ပွင့်ပြီးလျှက်စီကိုဘဲဘက်ကိုစီးခိုင်းတယ်ပြီးတာနဲ့သူတို့ပိတ်လိုက်ပြီးဒုတိယအကွက်မှာ Q10 နဲ့ Q11 ကချက်ချင်းပွင့်ပြီးလျှက်စီကိုညာဘက်ကိုပြန်စီးခိုင်းပြန်ရောဒီအဖွင့်အပိတ်တစ်ခွက်ကိုတစ်စက္ကန့်မှာအချိန်ပေါင်းများစွာထက်ခါလှုပ်လိုက်တဲ့အခါတည်ငြိမ်နေတဲ့ DC လျှက်စီဟာလိုင်းပုံစံ AC လျှက်စီအထည်ပြောင်းလဲသွားတော့တာပါပဲကဲအခုဆိုရင်ကျွန်တော်တို့မှာ AC လို့လားရက်လာပေါ်ပြောင်းတဲ့ရှက်စီကြောင်းတော့ရပြီဒါပေမဲ့ပြဿနာတစ်ခုရှိနေသေးတယ်ဘက်ထရီကလာတဲ့ 12V ဆိုတဲ့ volt အားကအင်သုံးပစ္စည်းတွေမောင်းဖို့လိုအပ်တဲ့ 220V နဲ့အများကြီးကွာနေပါသေးတယ်ဆိုတော့ဒီ volt အားကိုဘယ်လိုမြင့်တင်ကြမလဲဒီနေရာမှာတော့ volt မြင့်တင်ရဲ့သူ့ရဲ့ကောင်းဖြစ်တဲ့ D1 transformer ကြီးဝင်လာပါပြီသူကဝင်လာတဲ့ volt အားနည်းလေးကိုအစားပေါင်းများစွာမြင့်တင်ပေးနိုင်တဲ့စွမ်းအားရှိပါတယ် transformer ကိုကားတစ်စီးရဲ့ gear box လိုပဲစဉ်းစားကြည့်ပါ gear အနှင့် low gear ကအားဖို့ကောင်းပြီးမြအမြတ်နှုံးနေတယ် gear အမြင့် high gear ကြတော့အမြတ်နှုံးများပြီးမြအားနေသွားတယ်transformer ကလည်းဒီသဘောတရားပါပဲလက်စီ current ဆိုတဲ့အားကိုချော့ချပြီးတော့ volt voltage ဆိုတဲ့အမြန်နှုန်းကိုမြင့်တင်ပေးလိုက်ကပါသူက volt ကိုဘယ်လိုများမြင့်တင်တယ်လဲဆိုတဲ့လျှော့ဝှက်ချက်ကဒီမှာပဲရှိပါတယ်ကြည့်လိုက်ပါအဝင်ဘက်မှာကြီးနေ3ဘက်ပဲရှိပြီးအထွက်ဘက်မှာအပတ်90ကျော်ရှိနေတယ်အဝင်စွမ်းရင်ကအထွက်ဘက်ကအပတ်ရများနဲ့ထိတွေ့လိုက်ရတဲ့အခါ volt ကလည်းအဲ့ဒီအချိုးအတိုင်းမြင့်တက်သွားတာပါပဲတကယ်ကိုယူရှင်းပင်မဲ့အလွန်အစွမ်းထက်နေရာမှတကူပါကဲကျွန်တော်တို့အဓိကဇက်ဆောင်နှစ်ယောက်ဖြစ်တဲ့ MOSFET တွေနဲ့ transformer အကြောင်းကိုတော့သိသွားပြီ။ဒါပေမဲ့ဘယ်ရုပ်ရှင်မဆို suppose ရန်ကောင်းလေးမပါဘဲနဲ့မပြည့်ပြည့်စုံဘူးလေ။ဒီ circuit မှာလည်းနောက်ဘက်ကနေအရန်ရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့အစိတ်ပိုင်းတွေရှိနေသေးပါသေးတယ်။ဒီနေရာမှာကျွန်တော်တို့ရဲ့ support တွေကိုတွေးထားပါပြီ။ J32 ဆိုတဲ့ညွှန်ကြားရေးမူ C28 capacitor ဆိုတဲ့ရေလောင်ကန်နဲ့ resistor ဆိုတဲ့ကိုရံတော်တွေပေါ့သူတို့တူချင်းစီကအဓိက support တွေရဲ့လုပ်ငန်းကိုချုံးမွေအောင်ဘလို့ကူညီပေးတယ်လဲကြည့်လိုက်အောင်ဒီဇယားကသူတို့ရဲ့အခန်းကဏ္ဍတွေကိုရှင်းရှင်းလင်းလင်းပြထားပါတယ် J32 ကအဖွင့်အပိတ်လုံးမဲ့အချိန်ကြိုက်တန်းဖို့ကိုတတ်မှတ်ပေးတဲ့ညွှန်ကြားရေးမူပါ C28 ကစွမ်းအန်စီးကြောင်းကိုညီညာစေတဲ့ရေလောင်ကန်လေးတစ်ခုလိုပဲresistor တွေကတော့အဖိုးတန် MOSFET တွေကိုဘိုးအားအတက်အကျတန်ကနေကောက်ွယ်ပေးတဲ့ကိုရောင်တော်ဒီပေါ့ဒီအဖွဲတစ်ခုလုံးညီညွတ်အလုံးလုံးမှသာဒီ circuit ကအောင်မြင်မှာပါကဲအစိပ်ပိုင်းအားလုံးအကြောင်းလဲသိသွားပြီအခုသူတို့အားလုံးကိုပေါင်းဆက်ပြီးတော့ဒီစွမ်းအင်ပြောင်းလဲမှုစက်ကြီးတစ်ခုလုံးကအစကနေအဆုံးဘယ်လိုအလုံးလုံးတလဲဆိုတာကိုခြုံငုံပြီးချိလိုက်ကြရအောင်
လုပ်ငန်းစဉ်ကရှင်းပါတယ်အစင်လေးစင်ပဲအစားပြိုးတဲ့ signal ကဘလောက်မြန်ဆိုတာကိုအမိန့်ပေးတယ်အဲ့ဒီအမိန့်အတိုင်း MOSFET တွေက DC ကိုအပြန်အလှန်စီးဆင်းအောင်လုပ်တယ်အဲ့ဒီကရလာတဲ့လက်စီကို transformer က 4R မြင့်သွားအောင်လုပ်ပေးပြီးနောက်ဆုံးမှာတော့အိမ်သုံးပစ္စည်းတွေအတွက်အသင်သုံးနိုင်တဲ့ AC လက်စစ်ထလာပါတော့တဲ့ ဒါကြောင့်ဒီနေ့လဲလာမှုကနဲ့မှတ်ထားကြမယ်ရွှေစီးမြင့်တုံခုပဲရှိပါတယ်နံပါတ်1အမြန်လုံးကားလာရကိုပြောင်းပေးတယ်မြန်အဖွင့်ပေးလို့ချင်းက AC ကိုဖန်တီးတယ်နံပါတ်2အချို့ကဆွမ်းအားကိုပြောင်းပေးတယ် transformer အပတ်ရဲ့အချို့က volt ကိုမြင့်တင်နေပြီးတော့နံပါတ်3ထိန်းချုပ်မှုကအဓိကပဲတိကျတဲ့ signal မရှိဘဲနဲ့ဒီလုပ်ငန်းစဉ်တစ်ခုလုံးဖြစ်မလာနိုင်ပါဘူး ဒီနေရာမှာတွေကိုတည်သွားပြီဆိုတော့ကိုပတ်ဝန်းကျင်ကိုတစ်ခေါက်ပြန်ကြည့်လိုက်ပါ solar system နဲ့လက်စကအားသွင်းစက်တွေ computer အတွက် UPS တွေမှာကဒီလို DC ကို AC ပြောင်းလဲတဲ့နည်းပညာတွေမရှိနိုင်ဘူးလားဒီအသိပညာအသစ်နဲ့အတူနည်းပညာလောကကိုပိုပြီးစိတ်ဝင်စားစူးစမ်းလေ့လာကြည့်ဖို့တိုက်တွန်းရင်ဒီတင်ဆက်မှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်